မောဟကြတော့သူကတက်ရှိတက်မဲ့မခွဲတော့ဘူးဘယ်နေရာမှာပဲဖြစ်ဖြစ်မောဟဆိုတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာပြောတဲ့နာနဲ့မပြောတဲ့နာတွေးတဲ့နာနဲ့မတွေးတဲ့နာမသိလို့မတွေးတဲ့နာတွေကိုတွေးတယ်တွေးတဲ့နာကြတော့မတွေးဘူးပြောတဲ့နာကိုမပြောဘူးမပြောတဲ့နာတွေပြောတယ်ပြောတဲ့နာနဲ့မပြောတဲ့နာအမှန်မသိဘူးမသိတော့မပြောတဲ့နာကိုပြောတဲ့နာလို့ထင်ပြီးပြောမိပြန်တယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တဲ့နာကိုလှုပ်တဲ့နာလို့ထင်တယ်လှုပ်တဲ့နာကြတော့မလှုပ်တဲ့မှုလို့ထင်တယ်မှားယွင်းချွတ်ချော်မှုတွေဖြစ်ပေါ်လာတယ်သင်္ခါရနဲ့ပဲပတ်သက်သက်ရှိတရားနဲ့ပဲပတ်သက်မောဟဆိုတာပျောက်ဖို့အတွက်ကြတော့အမှန်အတွေ့တစ်ခုနဲ့ဖယ်ရှားလို့မရဘူးအချိန်နည်းနည်းယူရမယ်အဲ့ဒီမောဟကပို့ပြီးတော့အရေးကြီးတယ်ပေါ့နော်အချိန်တစ်ခုယူရမယ်တမန်အပြင်လူတွေကလောဘဒေါသလောက်တာထင်ရှားနေတာကိုမောဟကတော့ဘာနဲ့တူတော့ဆိုရှင်ရင်လေးယူနေတဲ့အယူနဲ့တူတယ်သူယူမှန်းတော့မသိဘူးရှင်ရင်လေးယူနေတာဒါပေမဲ့ तू ပြောလိုက်ပြီဆိုမှဒီလူကအယူဆိုတာသိတာလှုပ်တယ်လေကိုယ်ကားဖြစ်ပြီဆိုမှအယူမှန်းသိကြတာနိုးဆိုအယူမှန်းမသိဘူးအဲ့ဒါမျိုးလို့မောဟကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိဘူးမသိတော့မဟုတ်လှုပ်တဲ့နာလှုပ်တယ်အဲ့ဒါကြောင့်မို့လို့အလွဲမှားတွေကြီးပဲ तू ကလှုပ်တတ်တယ်လှုပ်တာသည့်အတွက်ကြောင့်ဖြစ်ပေါ်လာတာတွေကကိုယ်ကားတွေဖြစ်ပြီးပြဿနာတွေကြီးပဲဖြစ်တယ်အဲ့ဒီမောဟကိုဖြစ်ရှင်းဖို့ကြတော့အချိန်လေးနည်းနည်းယူရမယ်အချိန်ယူရမယ်ခုနလိုချက်ချင်းတွေးပြီးတော့ဖြုတ်လို့မရဘူးသူအဲ့တော့အချိန်ယူပြီးတော့သူကလိုက်နိုင်ရမယ်အချက်5ချက်ပေးထားတယ်အဲ့ဒီ5ချက်နဲ့ဖြည့်ရှင်းရမယ်တဲ့အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကအမြဲတမ်းစနစ်ကြတာတောင်းဖို့သိပ္ပံနီးကြလို့ပြောကြတယ်သိပ္ပံဆရာတွေကတောင်ဖရာတရားတော်ကြတော့သူတို့သိပ္ပံနဲ့ကြည့်လိုက်ပဲဆိုရင်အတော်ကိုစနစ်ကြလို့ကျင့်တတ်ကြတယ်လက်ခံကြတယ်ဒီတိုင်းဟောတာမဟုတ်ဘူးမြတ်စွာဘုရားတရားတော်တွေကအကြောင်းနဲ့အကျိုးနဲ့ကွက်တိပဲစီလျော်တယ် reasonable ဖြစ်တယ် logical ဖြစ်တယ်အမှန်တမ်းစေကုသမှုနဲ့လည်းတော့တူတယ်စေကုတယ်ဆိုတာဟာဘာယောဂလဲဘာကြောင့်ဖြစ်တာလဲဘာစေးတောင်းမှလဲဘယ်လိုနေရမှလဲဘယ်စားစားတဲ့တယ်ဘယ်စားစားအကုန်လုံးသူကစနစ်တကျအကုန်လုံးသိပြီးမှကုလို့ရတာလေရသော်ဗျာဒီတို့လူရဲ့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အရာတွေကိုလည်းပဲအဲ့ဒီလိုပဲစေကုသတယ်လို့ပဲကိုကစနစ်တကျဘာနဲ့ဖယ်ရှားမယ်ဆိုတာကိုပြီးတဲ့ဒီစနစ်တွေပဲဆေးပညာဟာအလွန်စနစ်ကျတယ်လို့ပဲရသော်ဘုရားရဲ့ဒီစိတ်ပိုင်းဆိုင်ရာပညာဟာလည်းအလွန်စနစ်ကျတယ် psychology ဆိုတာဒီစိတ်ပြောင်းလုပ်ပြီးတော့ကုတဲ့ psychotherapy တို့ဘာတို့ဒါတွေလည်းစနစ်တကျလုပ်ထားတဲ့အထက်ပဲရသော်ဘုရားရဲ့ဒီစိတ်နဲ့ပတ်သက်ပြီးတော့ဆုံးမသွန်သင်မှုကပို့ပြီးတော့ထိရောက်တယ်ပို့ပြီးတော့စနစ်ကြတယ်လို့သူတို့ပြောရမှာအဲ့တော့မောဟနဲ့လူတယောက်ဟာတရားဝါပေါ်မှာပဲဖြစ်စေသက်ရှိတရားဝါပေါ်မှာပဲဖြစ်စေသက်မဲ့အရာတွေပေါ်မှာပဲဖြစ်စေတွေ့ဝေးနေပြီဆိုလို့ရှိရင်ဒီလမ်းစဉ်အချက်5ချက်အတိုင်းလိုက်နာရမယ်နံပါတ်1ကဘာလို့ဆိုကရုတံဝတာဆရာကောင်းသမောင်းနဲ့အတူနေထိုင်ပြီးတော့ဒီယူဖို့လိုတယ်ဒါအခုဆေးပညာမှလည်းလေဆေးပညာသင်ထားတဲ့ကျောင်းသားတွေဆရာဝန်ဖြစ်စဆရာမဖြစ်စဆေးပညာရှင်တွေဟာ
သမားတော်ကြီးနဲ့လက်တွဲပြီးတော့နောက်ကနေလိုက်ကြရတာဘယ်လိုယူဆတယ်ဘယ်လိုကူးတယ်ဘယ်လိုပြုတယ်ဆိုတာလိုက်မှတ်တမ်းတင်နေကြအဲ့ဒါခရုတံဝတ္တလို့ခေါ်တယ်ဆရာနဲ့တွဲဖက်ပြီးတော့လုံးနေဆရာနဲ့တွဲဖက်ပြီးတော့နေရမယ်ဒါမောဟပြောက်ဖို့အတွက်ချိန်ယူရမယ်ဆေးပညာမှာချိန်ယူရသလိုတခြားပညာရည်တွေမှာလည်းအချိန်ယူရသလိုလူရင်ထဲမှာဖြစ်နေတဲ့မောဟနဲ့ပတ်သက်လို့ရှိရင်အချိန်ယူရမယ်တရားပြတဲ့ဆရာနဲ့တွဲဖက်ပြီးတော့ကိုယ့်ရင်နဲ့မရှင်းတာတွေရှင်းအောင်လုပ်ဖို့ဆရာနဲ့အတူတွဲနေဖို့လိုတယ်တဲ့ဒါနံပါတ်1နံပါတ်2ကဥဒိတာဥဒိတာဆိုတာဆရာစီကပညာရည်တွေကိုရှင်နဲ့ရအောင်သင်ယူဖို့လိုတယ်ဆရာနဲ့အတူမဲ့နေမဲ့ဒီပညာရည်တွေကိုရှင်နဲ့ရအောင်သင်ဖို့လိုတယ်ရှင်နဲ့ရအောင်သင်တယ်ဆိုတာဘယ်ယောဂဘာကြောင့်ဖြစ်တယ်ဘယ်ယောဂတောက်ရင်ဘယ်ဆေးပြောက်ဘယ်ဆေးလိုအပ်တယ်ဘယ်ဆေးတောက်ရင်ဘယ်ယောဂပြောက်တယ်သို့တော့ဘယ်ဆေးမှာ side effect တွေဘာတွေရှိတယ်ဘယ်ဆေးက side effect မရှိဘူးဘယ်ဟာကသက်သာစေနိုင်တယ်ဘယ်ဟာကယောဂပိုဆိုးနိုင်တယ်ဆိုရက်ဒီမှတ်သားချက်ပညာရည်တွေကိုရှင်တဲ့နှလုံးထဲအလွတ်ရနေအောင်လေ့လာရမယ်ဒါဥဒိတာဆိုကုထုံးတွေကိုသိနေရမယ်လို့ဆိုလို့အဲကုထုံးတွေသိမှကုထုံးတိုင်းကိုညာနဲ့ကိုပြန်ကြည့်ပြီးတော့ဒီနေရာပဲကုထုံးကအကောင်းဆုံးလို့ဆိုရင်ဒါတော့ကိုယ်ပိုင်ညာနဲ့ပြန်စဉ်းစားရမယ်ပေါ့အဲ့ဒါကိုဥဒိတာလို့ခေါ်တာဒီဘုရားမြတ်စွာဟောတဲ့သုတ်တန်နေကြည့်ပြီးတော့ဝိပဿနာရှုတယ်ဆိုတာဘာရှုရမလဲရုပ်ရှုရမလားနာမ်ရှုရမလားသို့မဟုတ်ယုတ်ကစရှုတာလားနာမ်စရှုတာလားအခြေခံဘယ်ဟာစရမယ်ဆိုတဲ့လမ်းညွှန်ချက်တွေကိုသိအောင်ကြိုးစားတာသီဝရီတွေပေါ့ဒါတွေကိုသင်ယူရမယ်လို့ဆိုလိုတယ်ဥဒိတသင်ယူထားတဲ့စာတွေသင်ယူထားတဲ့စာတွေကိုနောက်နံပါတ်3ကဥဒိဋ္ဌပရိပု္ပ္ပနာသင်ထားတဲ့စာပိုက်တွေကိုမရှင်းလို့ရှိရင်ဆရာနဲ့ဆွေးနွေးရမယ်မေးမြန်းရမယ်ဆွေးနွေးမေးမြန်းခြင်းဆိုလုပ်ရမယ်တဲ့နံပါတ်4ကဘာလို့ဆိုရင်ကာလီနဓမ္မတဝနံသင်ပြောတဲ့အချိန်ခါလေးမှာနားထောင်ရမယ်လက်ချာတွေလိုက်ရမယ်လို့ဆိုလို့တယ်မွမ်းမံသင်္นานတွေတက်ရမယ်ရသော်ဗျာတရားဆိုလို့ရှိရင်သင်ပြောတဲ့အချိန်မှာတရားထပ်နာရမယ်ဒါမှကိုမသိတာတွေကတဖြည်းဖြည်းရှင်းလာပို့ရှင်းလာတယ်ကာလေနဓမ္မတဝနာသင်ပြောတဲ့အချိန်ခါမှတရားနာရမယ်နံပါတ်5ကဘာလို့ဆိုဌာနဝိနည်းရတယ်ဘယ်ကိစ္စမှမဆို reasonable ဖြစ်သလားမဖြစ်ဘူးလားဆိုတာဆုံးဖြတ်နိုင်အောင်ကြိုးစားရမယ်အတွေ့အကြုံပေါ်မှာမူတည်ပြီးတော့အမြဲတမ်းအကြောင်းအကျိုးကိုဆင်ခြင်သုံးသပ်ရမယ်ယောဂကုရနဲ့တရားရှာတာနဲ့အမှန်တမ်းတူညီပါတယ်အခုလည်းပဲအတွေးမှားကိုဖယ်ရှားတာဟာယောဂကုရနဲ့အလားတန်တူပါတယ်ဒါကြောင့်မို့အဲ့ဒီမှာအကြောင်းနဲ့အကျိုးကိုအမြဲတမ်းစစ်ဆုံးဖြတ်နိုင်ရမယ်အဲ့ဒီလိုစစ်ဆုံးဖြတ်နိုင်ပြီဆိုတဲ့အခါကျတော့မှမောဟဆိုတာရော့နေသွားမှာဖြစ်ပါတယ်တဲ့အဲ့တော့မောဟအတွေးတွေပြားနေလို့ရှိရင်ဆရာနဲ့နေပါသီဝရီတွေချက်မှတ်ပါမရှင်းတာတွေကိုမေးပါချက်မှတ်ထားတဲ့ဟာတွေမရှင်းတာတွေကိုမေးပါရှမယံခါတရားနာပါသို့မဟုတ်လက်ချလိုက်ပါနံပါတ်5ကကိုဘာလုပ်လို့အကြောင်းနဲ့အကျိုးကိုဆင်ခြင်ဆုံးဖြတ်ပါအဲ့ဒါဆိုလို့ရှိရင်မောဟဟာတဖြည်းဖြည်းလွင်ပါသွားပြီးတော့ဉာဏ်ပညာကထိတ်ရှေ့တန်းရောက်လာမှာဖြစ်ပါတယ်ဒါကစနစ်တကျဝိတက်ကတန်ထာနာတုတ်မှာ
မြတ်စွာဘုရားကအတူချုပ်လေးပြောထားတာကိုအထက်ကရာဆရာကြီးကရှင်းပြီးတော့သေချာပြပြတာဒီအချက်တွေနဲ့ဒီလိုလုပ်ပါလို့ဆိုပြီးတော့အဲ့တော့ဥပဒေနဲ့လှုပ်ထုံးလုံနည်းတခါတည်းပြည့်ပြည့်စုံစုံဟောထားတာဖြစ်တယ်